အိမ်ဝယ်တဲ့ခါမှာတိုက်တယ်နဲ့ပတ်သက်ပြီးတော့အရေးကြီးတာလေးတစ်ခုလောက်ပြောချင်ပါတယ်တိုက်တဲ့ပုံမှာရွေးတဲ့ပုံမှာမူတည်ပြီးတော့deep word trust မှာပေါ့နော်အဲ့မှာမြန်မာလိုပြောမယ်ဆို grammar ပေါ့ recording လုပ်တဲ့ဟာမှာအချိန်မှာအရေးကြီးတဲ့အကြောင်းချက်ကလေးတစ်ခုပြောပြချင်ပါတယ်အဲ့ဒါကကို title မှာရွေးတဲ့အခါမှာtenants in common နဲ့ joint tenant with right of survivorship ဆိုတာနှစ်ခုရှိပါတယ်ပထမဆုံးပြောပြချင်တာကတော့ tenant in common ဆိုတာကเนาะမိမိ partner နဲ့မိမိနဲ့ပေါ့နော်ဥပမာ investment property တစ်ခုဝယ်တယ်မိမိ partner နဲ့မိမိနဲ့တယောက်နဲ့တယောက်50-50ပိုင်နေအဲ့ဒီမှာမိမိအသက်ဆုံးရှုံးခဲ့လို့ရှိရင်မိမိရဲ့ will ဒါမှမဟုတ် trust မှာကိုထည့်ထားတဲ့သားသမီးကမိမိရဲ့ share ကိုရပါတယ်အဲ့ဒါ tenant in common မှာjoint tenant with right of survivorship ကြတော့ဘာကွာလဲဆိုတော့မိမိအသက်ဆုံးရှုံးခဲ့လို့ရှိရင်မိမိရဲ့ partner ကမိမိရဲ့ share ကို100%ရသွားပါတယ်ဒါကြောင့်မလို့တိုက်တဲ့အဲ့ယူတဲ့အချိန်မှာအများကြီးရန်ရေးကြီးပါ